ကြီးကြီးမားမားပြောင်းလဲမှုကိုလည်းလိုချင်နေပြီဒါပေမဲ့ဘလို့ပြောင်းလဲရမှန်းမသိဘူးဆိုလို့ရှိရင်ခင်ဗျားနေရာမှန်အောင်ရောက်လာတာပဲဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ဘဝတစ်စိတ်ချိုးပြောင်းလဲသွားအောင်ကူညီပေးခဲ့တဲ့သဘောတရား9ခုကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်လို့ပဲကျွန်တော်ဒီသဘောတရား9ခုကိုဘယ်ရရလဲဆိုတော့ Tim Ferriss ရဲ့ 4-hour work week ဆိုတဲ့စာအုပ်ကနေပြီးတော့ရခဲ့တာကျွန်တော်အရင်စိတ်ညစ်ပြီးတော့ဝန်ထမ်းဘဝကနေရုံထွက်ချင်နေတဲ့အချိန်မှာကျွန်တော်ဒီစာအုပ်ကိုသွားဖတ်မိပြီးတော့ဒီစာအုပ်ထဲမှာပါတဲ့သဘောတရား9ခုလို့လည်းပြောလို့ရတယ်၄ချိန်က9ခုလို့လည်းပြောလို့ရတယ်ဒီအကြောင်းအရာ9ခုကကျွန်တော်ငါတော့ဝန်ထမ်းဘဝကိုလုံးဝဆွန့်တော့မယ်ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်အောင်စူးစမ်းတော့မယ်ကွာလို့ဆုံးဖြတ်ချက်ခိုင်မာသွားစေခဲ့တယ်အဲ့9ချက်ကဘာလဲစက်ကြည့်လိုက်ကြရအောင်နံပါတ်1သဘောတရားကဘာလဲဆိုတော့အချိန်ကငွေထက်ပိုပြီးတော့တန်ဖိုးရှိတယ်တဲ့ကျွန်တော်တို့အလုပ်သွားလျှောက်တဲ့ခါကျလို့ကျွန်တော်မေးကြမေးခွင့်ရှိတယ်ဒီလုံးမှာဟာလာအချိန်ကဘယ်လောက်လဲ8နာရီလောက်အောင်မှာလား9နာရီလောက်အောင်မှာလားဘယ်ချိန်ရုံးတွဲရမှာလဲဘယ်ချိန်ရုံးဆင်းရမှာလဲဂျားမှာအားလက်ချိန်ကဘယ်လောက်ရှိလဲစသဖြင့်ကျွန်တော်တို့မေးတတ်ကြတယ်အလားတူပဲကျွန်တော်ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဒီပစ္စည်းကဘယ်လောက်တန်တယ်လဲကားဝယ်မှာလားစပိန်ဝယ်မှာလားနော်ခီးတစ်ခုကနေပြီးတော့နောက်ထပ်တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ကလေရင်ဆိုလို့ရှိရင်ဈေးကြီးတယ်ကားဆိုလို့ရှိရင်တက်တာတယ်ရထားဆိုရင်ပိုတက်တာတယ်စသဖြင့်ပေါ့ဒါကလူအများစုစဉ်းစားတွေးတော့တဲ့ပုံစံ Tim Ferriss ကဒါကိုကန့်ကွက်တယ်သူပြောတာရှင်းရှင်းလေးကျွန်တော်တို့ရဲ့အချိန်တွေကိုတဲ့ငွေနဲ့လဲနေတာတဲ့အဲ့ဒါမဖြစ်သင့်ဘူးတဲ့ဘာလဲဆိုတော့သူကဒီဟာကိုငါဝယ်လိုက်လို့ရှိရင်ငါအတွက်အချိန်ဘယ်လောက်ထွက်လာမလဲငါဒါကိုလုံးလိုက်လို့ရှိရင်ငါလွတ်လပ်မှုဘယ်လောက်ရမလဲဒါကိုသူတို့ကစဉ်းစားကြတယ်တဲ့သူပြောတာမှန်တယ်ဗျတကယ် wealth ပေါ့နော် WEALTH wealth ဆိုတဲ့ကြိုးဝါမှုကဝင်ငွေပမာဏဘယ်လောက်ရတယ်လဲဆိုတာ ਨੇ မဆိုင်မင်းနဲ့ကိုယ့်ရဲ့အခြေအုပ်ကိုဘယ်လောက်အသုံးချနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်တယ်ဗျဒါကအရေးအကြီးဆုံးနံပါတ်1သဘောတရားပဲဒီသဘောတရားကိုလက်ခံသွားပြီးနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်ထမ်းလုပ်ချိန်စိတ်လုံးဝရှိတော့မှာမဟုတ်ဘူးနံပါတ်2သဘောတရားကဘာလဲဆိုတော့အလုပ်များတိုင်းအလုပ်ပြီးတာမဟုတ်ဘူးတဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာ busy bee တွေတွေ့လိမ့်မယ်မနဲ့မိုးလင်းဆိုလဲအစောကြီးထအလုပ်တွေတစ်ခုပြီးတစ်ခုလုပ် meeting တွေတစ်ခုပြီးတစ်ခုသွား appointment တွေတစ်ခုပြီးတစ်ခုသွားဟိုလူနဲ့တွေ့ဒီလူနဲ့တွေ့ညနေဆောင်မိုးချုပ်တဲ့အချိန်ကြတော့မှအိမ်ကိုပြန်လာဒါလည်းအလုပ်ကမပြီးသေးဘူးအိမ်မှာအလုပ်တွေတည်လာပြီးတော့လုပ်အဲ့ဒါဘာလဲဆိုတော့ busy အလုပ်များတာအဲ့လိုအလုပ်များနေလို့သူ့ရဲ့အလုပ်ကပြီးသွားသလားဆိုတော့ပြီးချင်မှပြီးတာအလုပ်ပြီးမြောက်ခြင်းဆိုတာရလက်ပေါ်မှာမူတည်တယ်ကိုကဒီအလုပ်ကိုလုပ်လိုက်လို့ဝင်ငွေဘယ်လောက်တက်သွားသလဲကိုကဈေးသွားရောက်လိုက်လို့ကိုကဒီလူတယောက်နဲ့သွားတွေ့လိုက်လို့သူ့စီရနေပြီးတော့ကိုကပတ်စံရလိုက်လားဒါမှမဟုတ်လို့ရှိရင်အဆက်အသွယ်ရလိုက်လားစသဖြင့်ဒါမျိုးကမှရလက်လို့ခေါ်တယ်ဒီလိုရလက်မျိုးရဖို့ဆိုတာကမနဲ့မိုးလင်းညာမိုးချုပ်အလုံးလုံးနေစရာမလိုဘူးအခုလို digital ခေတ်ကြီးမှာဆိုလို့ရှိရင်ပို့ပြီးတော့မှလွယ်သေးတယ်ဒါကြောင့် Tim Ferriss ကဘာပြောလဲဆိုတော့အလုပ်များတိုင်းအလုပ်ပြီးမြောက်တာမဟုတ်ဘူးအလုပ်ပြီးမြောက်ဖို့အတွက်အလုပ်တွေအများကြီးလိုက်လုပ်နေဖို့လေမလိုဘူးတဲ့ဒါကဒုတိယမြောက်အရေးကြီးတဲ့သဘောတရားဒီသဘောတရားကိုနားလည်သွားပြီးလက်ခံသွားပြီးဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ကိုကသူများကိုခိုင်းစားခြင်းတဲ့စိတ်တွေပေါ်လာလိမ့်မယ်နံပါတ်3သဘောတရားကကျတော့နံပါတ်2နဲ့အများကြီးဆက်ဆက်တယ်ကျွန်တော်ရှိရပြောခဲ့သလိုပဲအလုပ်ပြီးမြောက်ဖို့ကအရေးကြီးတယ်အလုပ်များဖို့ကအရေးမကြီးဘူးဆိုတော့တချို့ကပြောကြလိမ့်မယ်အလုပ်တွေမများဘဲနဲ့အလုပ်တွေမလုပ်ဘဲနဲ့အလုပ်တွေဘယ်လိုပြီးမြောက်မလဲရလက်ကောင်းတွေဘယ်လိုထွက်မလဲပေါ့ Tim Ferriss ကဘာပြောလဲဆိုတော့80-20 rule ကိုသူကညွှန်းတယ်80-20အချို့ပေါ့ဒါကလူတော်တော်များများသိပါတယ် motivation speaker တော်တော်များများအောင်တက်ချမ်းဆရာတော်တော်များများအောင်ဒီအကြောင်းပြောကြတယ်ကျွန်တော်ဒါလေးကိုနည်းနည်းလေးပြည့်စွက်ပြီးပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ customer တွေရဲ့20%ကကျွန်တော်တို့ဝင်ငွေရဲ့80%နဲ့သွားပြီးတော့ပတ်သက်နေလိမ့်မယ်ဒါက80-20 rule ပဲအလားတူပဲကျွန်တော်တို့တနေ့လုပ်နေတဲ့အလုပ်တွေကျွန်တော်တို့ရဲ့အလေးအကျင့်တွေအဲ့ဒီရဲ့20% ကပဲကျွန်တော်တို့ဘဝရဲ့80%ကိုပြောင်းလဲပေးနိုင်တာဒါကြောင့်ကျွန်တော်တို့ကအလေးကျင့်ကောင်းတစ်ခုကိုမွေးမြူတော့မယ်ဆိုလို့ရှိရင်50ကိုကျွန်တော်တို့ရွေးစရာမလိုဘူးကျွန်တော်တို့ဘဝကိုအမှန်တကယ်ပြောင်းလဲသွားစေနိုင်တဲ့အလေးကျင့်ကောင်းတစ်ခုနှစ်ခုကိုပြောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဘဝကြီးကတစ်စချိုးပြောင်းသွားတတ်တယ်ဒီလိုပဲကျွန်တော်တို့ရဲ့အတွေးခေါ်တွေမှာလည်းဒီတိုင်းပဲကျွန်တော်တို့အတွေးတွေလွန်နေတာအဲ့ကျွန်တော်တို့လွန်နေတဲ့အတွေးတွေရဲ့80%ကဘယ်တော့မှဖြစ်မလာဘူးအဲ့တော့ကျွန်တော်တို့ရဲ့အတွေးတွေကိုကျွန်တော်တို့ဘဝတိုးတက်ဖို့အတွက်ပြောင်းတွေးတတ်ဖို့လိုတယ်ဒါက80-20 rule တတိယမြောက်သဘောတရားနံပါတ်1သဘောတရားကိုလက်ခံသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်ထမ်းမလုပ်ချင်တော့ဘူးနံပါတ်2သဘောတရားကိုနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူများကိုဘယ်လိုခိုင်းရမလဲစဉ်းစားလာလိမ့်မယ်နံပါတ်3သဘောတရားကိုနားလည်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအချိန်ကိုအကောင်းဆုံးသုံးချလာတတ်လိမ့်မယ်ကျွန်တော်အခုထပ်ပြောမယ်နံပါတ်4သဘောတရားကဘာလဲဆိုတော့ကိုယ့်ရဲ့ဝင်ငွေကိုတဲ့ကိုယ့်ရဲ့အချိန်နေနဲ့မဆက်ဆက်စီနေတဲ့သဘောကပြောရမယ်ဆိုလို့ရှိရင်ကိုတနေ့10နာရီလှုပ်လို့မှကိုယ့်ဝင်ငွေကတလောက်ရမယ်ကိုကအလုပ်ချိန်ကိုရှော့လိုက်တာနဲ့ကိုယ့်ရဲ့လုပ်အားကိုရှော့လိုက်တာနဲ့ကိုယ့်ရဲ့ဝင်ငွေကကျသွားမယ်ဆိုလို့ရှိရင်အဲ့ဒါမမှန်သေးဘူးတဲ့တကယ်တထေးတွေကဘယ်လိုလုပ်လို့လဲဆိုတော့အလုပ်ချိန်နဲ့ဝင်ငွေကိုသူတို့ကမချိတ်ဆက်ထားပဲနဲ့ရလက်နဲ့ဝင်ငွေကိုပဲချိတ်ဆက်ထားတတ်ကြတယ်ရလက်ဆိုတာရှင်းပါတယ်ရောင်းအားဘလောက်
customer ဘယ်နှယောက်နော်ပစ္စည်းဘယ်လောက်ထုတ်နိုင်တယ် productivity ပေါ့အဲ့ဒါကရလက်အဲ့ဒီရလက်တွေနဲ့ကိုယ့်ရဲ့ဝင်ငွေကိုချိတ်ဆက်ထားဖို့လိုတယ်ကျွန်တော်တို့ရဲ့နေ့စဉ်လစဉ်နှစ်စဉ်ဝင်ငွေတွေဟာကျွန်တော်တို့ရဲ့အလုပ်ချိန်တွေကျွန်တော်တို့ရဲ့အားလက်ချိန်တွေနဲ့မသက်ဆိုင်ပဲနဲ့ကျွန်တော်တို့ပြီးမြောက်အောင်လှုပ်ဆောင်လိုက်တဲ့ရလက်တွေအလုပ်တွေနဲ့ပဲသက်ဆိုင်နေရမယ်လို့ဆိုလိုခြင်းဖြစ်တယ်ဒါအောင်နားလည်သဘောပေါက်မယ်ဆိုလို့ရှိရင်ကိုယ့်လုပ်ငန်းခွင်ထဲမှာ productivity နော်အလုပ်လုပ်နိုင်စွမ်းမြင့်ဖို့အတွက်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာကိုစဉ်းစားပြီးသွားလိမ့်မယ်အခုဆိုရင်ကျွန်တော်ဘဝကိုတစ်စိတ်ချိုးပြောင်းလဲစေခဲ့တဲ့သဘောတရား9ခုထဲမှာ4ခုကိုကျွန်တော်ပြောပြပြီဒီ4ခုကဘာနဲ့သက်ဆိုင်လဲဆိုတော့ဝန်ထမ်းဘဝကိုလုံးလုံးကြီးစိတ်ကုန်သွားအောင်ဝန်ထမ်းဘဝကနေပြီးတော့လုံးဝထွက်တော့မယ်ကွာလို့ဆုံးဖြတ်ချက်ခိုင်မာသွားအောင်ကူညီပေးတဲ့သဘောတရား4ခုဖြစ်တယ်နံပါတ်1ကကျွန်တော်တို့ကအချိန်နဲ့ကျွန်တော်တို့ရဲ့အချိန်နဲ့ဝင်ငွေနဲ့မလဲတင်ဘူးဆိုတာပါတယ်နံပါတ်2ကကြတော့အလုပ်ပြီးမြောက်ဖို့ကအရေးကြီးတယ်အလုပ်များဖို့ကအရေးမကြီးဘူးဆိုတာပါတယ်နံပါတ်3ကကြတော့80-20 rule ကိုပြောပြီးတော့နံပါတ်4ကကြတော့ကျွန်တော်တို့ရဲ့အချိန်နဲ့ကျွန်တော်တို့ရဲ့လိုအားအချိန်နဲ့ကျွန်တော်တို့ရဲ့ဝင်ငွေကိုမချိတ်ဆက်သင့်ဘူးဆိုတာပါတယ်ဒီလေးချက်လုံးကဝန်ထမ်းဘဝနဲ့စန့်ကျင်တယ်ကျွန်တော်တို့ဝန်ထမ်းဘဝမှာကျွန်တော်တို့ကအလုပ်ချိန်10နာရီသို့မဟုတ်8နာရီမပြည့်ပြည့်အောင်ရုံးမှနေရတယ်စက်ရုံမှနေရတယ်ပြီးတဲ့အခါကျတော့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတထေးရှိမှာမန်နေဂျာရှိမှာကျွန်တော်တို့ကအလုပ်များခြင်းအောင်စောင့်နေရတယ်မဟုတ်လို့ရှိရင်သူတို့ကမကြည့်ပြီးတော့ကျွန်တော်တို့ကဒီအလုပ်တစ်ခုကိုတရက်ထဲနဲ့ဒါမှမဟုတ်တနာရီထဲနဲ့ပြီးရင်ပြီးသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အလုပ်ချိန်က8နာရီဖြစ်တဲ့အတွက်ကြောင့်မလို့8နာရီမပြည့်ပြည့်အောင်ကျွန်တော်တို့ကထိုင်နေရတတ်တယ်အဲ့ဒါက Tim Ferriss ပြောသွားတဲ့သဘောတရားတွေနဲ့လုံးလုံးစန့်ကျင်တယ်ဒီတော့ဒီပထမသဘောတရား၄ခုကိုကိုကလက်ခံသွားပြီဆိုလို့ရှိရင်ဝန်ထမ်းလုပ်ချိန်စိတ်လုံးဝမရှိတော့ဘူးကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်အဲ့၄ခုကိုကျွန်တော်နားလည်သွားတယ်လက်ခံသွားတဲ့အချိန်မှာကျွန်တော်ဝန်ထမ်းမလုပ်ချင်တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့တုန်းကလုပ်နေတဲ့ company က meeting တွေအများများတယ်မနေ့မိုးလင်းညမိုးချုပ် meeting တွေထိုင်နေရတာ meeting တွေသာထိုင်နေရတာအလုပ်ကပြီးသလားဆိုတော့မပြီးဘူးဘာရလက်မှလည်းထွက်မလာဘူးဒါကကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြောပြပြီးတာဖြစ်တယ်ဆိုတော့နံပါတ်5သဘောတရားကိုစက်ကြည့်လိုက်ကြရအောင်ပြင်စမမြောက်သဘောတရားကဘာလဲဆိုတော့ကြောက်နေတာကရှုံးသွားတာတဲ့ပို့ပြီးတော့ကြေးကြည့်တယ်တဲ့ဒါကဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ကြိုးစားနေတဲ့သူတွေသူတို့ရဲ့ရင်ဘတ်ထဲမှာရှိနေတဲ့အကြောက်တရားကိုဖယ်ရှားပေးလိုက်သလိုပဲကျွန်တော်တို့ကအများအားစဉ်းစားတာရှိတယ်ငါအလုပ်ထွက်လိုက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်လို့ရှိရင်ငါဝင်ငွေရပါမလားရှုံးသွားရင်ဘယ်လိုလုပ်မလဲစသဖြင့်ကျွန်တော်တို့ကအတွေးလွန်တတ်တယ် Tim Ferriss ကအဲ့ဒါကိုကြိုသိတဲ့ကြောင့်လို့သူကဒီသဘောတရားကိုထည့်ပေးထားတာမင်းတို့ကြောက်အောင်မနေနဲ့လှုပ်လိုက်ရှုံးသွားလေပြဿနာမရှိဘူးသဘောတရားရှင်းရှင်းလေးပါကိုကအုံနောက်ရှိတယ်စဉ်းစားတတ်တာပဲကိုလုပ်ငန်းတစ်ခုကိုစဉ်းစားလိုက်တယ်ဒီလုပ်ငန်းကိုငါလုပ်မယ်တကယ်လို့ရှုံးသွားရင်ငါပြန်ယုံထနိုင်လား yes ဆိုလို့ရှိရင်ချတာချဘာမှကြောက်မနေနဲ့အဲ့လိုမဟုတ်ဘဲနဲ့ no ဆိုလို့ရှိရင်တော့တခြားလုပ်ငန်းတစ်ခုကိုစဉ်းစားအများစုကကြောက်တော့ဘယ်လိုဖြစ်လဲဆိုတော့ဒီလုပ်ငန်းကိုလုပ်မယ်ရှုံးသွားရင်ဘယ်လိုလုပ်မလဲမပြန်ထားနိုင်လားပြန်မထားနိုင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးသူတို့ကအတွေးလုံနေတတ်ကြတယ်ဒါကြောင့် Tim Ferriss ကပြောတာရှင်းရှင်းလေးကြောက်နေတာကတခုခုကိုလုပ်ဖို့ကြောက်နေတာအဲ့တခုခုလုပ်လိုက်လို့ဆုံးရှုံးသွားတဲ့ပို့ပြီးတော့ကြေးကြည့်တယ်တဲ့ဒီနံပါတ်5သဘောတရားကိုလက်ခံသွားမယ်နားလည်သွားမယ်ဆိုလို့ရှိရင်ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ပြောင်းလဲဖို့ဘာမှကြောက်နေတော့မှာမဟုတ်ဘူးဟုတ်ပြီဝန်ထမ်းဘဝကိုလည်းလုံးဝစွန့်လွတ်တော့မယ်ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့လည်းမကြောက်တော့ဘူးဆိုလို့ရှိရင်ဘာပေါ်လာလဲဆိုတော့ငါဘာလုပ်ရင်ကောင်းမလဲဆိုတဲ့စဉ်းစားတဲ့အချက်ကပေါ်လာတယ်ဒါကစထမမြောက်နံပါတ်6သဘောတရားပဲကိုဘာလုပ်မလဲဆိုတာကိုမတွေးနဲ့ကိုယ့်ရဲ့ဘဝကိုစဉ်းစားတဲ့ထပ်ပြီးတော့ရှင်းရှင်းလင်းလင်းပြောမယ်ဆိုလို့ရှိရင်အလုပ်ကိုမတွေးနဲ့ဘဝကိုစဉ်းစားကိုဘလို့ဘဝမှာနေကျင်တာလေဘာလို့ရင်ကောင်းမလဲစဉ်းစားတယ်အမှငါကားထောင်စားရမလားငါကားဝါရှော့ဖွင့်ရမလားမဟုတ်လို့ရှိရင်လည်းငါ fashion ပစ္စည်းတွေရောင်းရမလားစားတော့ဆိုင်လုပ်ရမလားစသဖြင့်သူကစဉ်းစားတယ်အဲ့တော့ तू ကအဲ့မျိုးမစဉ်းစားနဲ့တဲ့ Tim Ferriss ကဘာအောင်စဉ်းစားမှလဲဆိုတော့ကိုကဘလို့ဘဝမှာနေကျင်တာလေအမှကိုကအေးအေးဆေးဆေးနဲ့တနေရာမှာအခြေချကျင်တာလားဒါဆိုလို့ရှိရင်ဆိုင်ဖွင့်တဲ့လုပ်ငန်းမျိုးကိုစဉ်းစားဒါမှမဟုတ်ကိုကကျင်းလက်ဒေသမှာသွားနေကျင်တာလားဒါဆိုလို့ရှိရင် agriculture နဲ့ပတ်သက်တဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုစဉ်းစားကိုကခရီးထွားရတာကြိုက်တဲ့သူလားဒါဆိုလို့ရှိရင်ကားထောင်စားတာလို့ဟုတ်လားအနေနဲ့ရက်ကိုသွားပြီးတော့ပစ္စည်းလိုက်ရောင်းတဲ့အလုပ်တို့ distribution အလုပ်ပေါ့ဒါမျိုးတွေကိုစဉ်းစားရတဲ့သူပြောတဲ့သဘောတရားကိုနားလည်သွားတဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ hobby ကိုယ့်ရဲ့ passion နေနဲ့ကိုလုံးမဲ့အလုပ်ကိုချိန်ထိုးပြီးတော့စဉ်းစားတတ်သွားလိမ့်မယ်ဒါကနည်းနည်းတော့ခက်တယ်ဒါပေမဲ့ဒီသဘောတရားကကျွန်တော်ဘဝကိုအများကြီးပြောင်းလဲစေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကတွာလာလှုပ်ရှားရတာကိုကြိုက်တဲ့သူ။ကျွန်တော် beach သွားရင်သွားမယ်။ကျွန်တော်တောင်ပေါ်တက်ချင်တက်မယ်။ဒါမှမဟုတ်ကျွန်တော်ခီးရီထွက်ချင်ထွက်မယ်။ကျွန်တော်အလုပ်ကြောင့်ကျွန်တော်သွားချင်လာချင်တာတွေကိုနှောင့်နှေးတာမျိုးကျွန်တော်မကြိုက်ဘူး။တနေ့ကျွန်တော်အိမ်မှာမနေချင်ဘူး။ coffee ဆိုင်သွားမယ်၊လက်ဖေးဆိုင်သွားမယ်၊တငယ်ချင်းတွေတွေ့မယ်။အဲ့လိုတွေလုပ်နေလို့ကျွန်တော်အလုပ်ကနှောင့်နှေးသွားမယ်ဆိုရင်အဆင်မပြေဘူး။အဲ့တော့ကျွန်တော်ကရှင်းတယ် offline ဖြစ်တဲ့အလုပ်တွေမှာဆိုင်ဖွင့်တဲ့အလုပ်တို့ဟုတ်လားဈေးသွားရောင်းတဲ့အလုပ်တို့ဒါမှမဟုတ်လို့ရှိရင်လည်းခုနလိုမျိုးပေါ့ကားတွေ
ပြင်ရတဲ့အလုပ်တို့ဒါမျိုးတွေကျွန်တော်လုပ်လို့မရအောင်အဲ့တော့ကျွန်တော် online အလုပ်ကိုပဲစဉ်းစားတယ်ဒါကကျွန်တော်အတွေ့အကြုံကိုဝေမျှပေးတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်ဘဝကိုတစ်စိတ်ချိုးပြောင်းလဲစေခဲ့တဲ့သဘောတရား9ခုမှာ6ခုကိုကျွန်တော်ပြောပြပြီးသွားပြီဆိုတော့နောက်ဆုံးအချက်လာမယ်ဒါကကြတော့ဘာလဲဆိုတော့အရင်မထုတ်နေတဲ့အရင်ရောင်းတဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ manufacture later sell fast သဘောတရားရှင်းပါတယ်တော်တော်များများကဝန်ထမ်းဘဝကနေပြီးတော့ထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားတဲ့သူတော်တော်များများကလုပ်ငန်းကြီးကိုအရင်ထူထောင်တယ်ပြီးတော့မှ customer လိုက်ရှာတယ် consumer တွေလိုက်ရှာတယ်အဲ့ဒါမှားတယ်ဗျတကယ်ကြတော့ကျွန်တော်တို့ကိုပတ်စံပေးမယ် customer သို့မဟုတ်စားသုံးသူ consumer ကိုကျွန်တော်တို့ကအရင်ရှာတာအရင်ရှာပြီးတော့မှကျွန်တော်တို့ကကျွန်တော်လုပ်ငန်းကိုတည်ရတာနည်းနည်းရှုပ်သွားလားရှင်းပြမယ်ဥပမာကျွန်တော်တို့ပေါက်စီရောင်းမယ်ဆိုတော့ကျွန်တော်ပေါက်စီကိုအရင်ထုတ်စရာမလိုဘူးဘာဖြစ်လို့ကျွန်တော်ကပေါက်စီကိုထုတ်မယ်ဆိုလို့ရှိရင်ပေါက်စီထုတ်ဖို့အတွက်ကျွန်တော်တို့ကစက်ရုံရှာရမယ်သို့မဟုတ်လို့ရှိရင်မြေနေရာရှာရမယ်သို့မဟုတ်လို့ရှိရင်အလုပ်သမားရှာဒါတွေကိုကျွန်တော်တို့ကမလုပ်ဘူးရင်ဆုံးကျွန်တော်တို့ကဘာရှာလဲဆိုတော့ပေါက်စီစားမဲ့သူကိုကျွန်တော်တို့ကအရင်ရှာမယ်ပေါက်စီစားမဲ့သူကိုကျွန်တော်တို့ကအရင်ရှာပြီးတော့သူ့ကိုကျွန်တော်တို့ကအရင်ဦးဆုံးပေါက်စီရောင်းကြည့်မယ်အဲ့တော့မေးစရာရှိတယ်မင်းမပေါက်စီမထုတ်တာဘယ်ပေါက်စီမင်းသွားရောင်းမလဲလို့မေးစရာရှိတယ်လွဲပါတယ်ဗျာသူများတွေထုတ်ထားတဲ့ပေါက်စီတွေတပုံကြီးရှိတာပဲဥစ္စာဟုတ်တယ်မလားသူများထုတ်ထားတဲ့ပေါက်စီတွေကျွန်တော်တို့သွားဝယ်ပြီးရင်ကျွန်တော်တို့ margin ပပလေးတင်ပြီးတော့ပေါက်စီစားမဲ့သူတွေကိုကျွန်တော်တို့ကလိုက်ရောင်းဈေးကွက်ရှာတတ်ဖို့ပဲလို့တယ်အဲ့လိုမျိုးလိုက်ရောင်းနေနဲ့ဈေးကွက်ကရလာပြီတေးကြပြီဒီဈေးကွက်ရဲ့လိုအပ်ချက်ကိုတေးသေးချာချာသိသွားပြီဆိုတဲ့ခါကျတော့မှကိုယ့်ရဲ့ပေါက်စီစက်ရုံကိုထူထောင်ဒါမှမဟုတ်လို့ရှိရင်ပေါက်စီဆိုင်ကိုထူထောင်ဒါက Tim Ferriss ရဲ့တတ္တမမြောက်သဘောတရားပဲအခုကျွန်တော်ပြောခဲ့တဲ့သဘောတရား9ခုလုံးချက်ချင်းလက်မခံနဲ့ချက်ချင်းလည်းမငင်းပယ်နဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေသူများရဲ့အတွေ့အကြုံတွေပတ်ဝန်းကျင်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ဖြည်းဖြည်းချင်းစဉ်းစားပတ်ဝန်းကျင်နဲ့ဆွေးနွေးတဲ့နေရာမှာလေဝန်ထမ်းဘဝကနေပြီးတော့ရုံးထွက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်တကယ်ဖြစ်လာတဲ့သူတွေနဲ့တွားပြီးဆွေးနွေးဖို့တော့လုပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဝန်ထမ်းဘဝမှာပဲတဝဲလဲလဲဖြစ်နေတဲ့သူတွေကိုကျွန်တော်ပြောတဲ့သဘောတရားတွေတွားမေးလို့ရှိရင်သူတို့ကတော့ညင်းကြမှာပဲသူတို့တော့ဝန်ထမ်းဘဝကနေမယုံထွက်နိုင်တာအဲ့လူတွေကိုခမရတွားမေးလို့ဘာမှထူးလာမှာမဟုတ်ဘူးဆိုတော့ညီကိုချုပ်အနေနဲ့ပြောချင်တာကတော့ for our work week စာအုပ်ကို English version ဖတ်နိုင်တယ်ဆိုရင်ဖတ်ပါမဖတ်နိုင်လို့ဆိုရင်လည်းမြန်မာလိုဘာသာပြန်ထားတဲ့စာအုပ်တွေရှိပါလိမ့်မယ်ရှာဖတ်ကြည့်ပါကျွန်တော်ဗီဒီယိုလေးကိုလည်းသဘောကျတယ်ဆိုရင် like လုပ်ပေးပါကျွန်တော် channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးများကြီးတင်ပါတယ်